အားလုံးပဲမင်္ဂလာပါ Story Time with ဖူကနေကြိုဆိုပါတယ်ဒီနေ့အန်တီဖတ်ပြခြင်းတဲ့ဇာတ်လမ်းလေးကတော့နတ်စခန်းကကျိန်စာဆိုတဲ့ပရလောကဇာတ်လမ်းလေးပဲဖြစ်ပါတယ်နတ်စခန်းကကျိန်စာအရင်တုန်းကပဲခူးရိုးမအဆက်မှာကြောက်ပြလို့ခေါ်တဲ့ရွာလေးတွေရှိတယ်အဲ့ဒီရွာနီးကတောင်ကုန်းတစ်ခုမှာရှေးဟောင်းနတ်စခန်းဟောင်းတစ်ခုရှိတယ်ရွာသားတွေကအဲ့ဒီနေရာကိုမနှင်းရလို့သတ်မှတ်ထားကြတယ်တနေ့တော့ရန်ကုန်ကနေအလုပ်ကိစ္စနဲ့ရောက်လာတဲ့လူငယ်လေးယောက်ကစွန်စားအခန်းကိုဝါသနာပါသူတွေဆိုတော့အဲ့ဒီနတ်စခန်းစီကိုတက်သွားကြတယ်သူတွေကခေါင်းဆောင်ဖြစ်တဲ့ကိုဝင်းကနတ်စခန်းလယ်မှာရှိတဲ့ကြောက်စာတန်းကြီးကိုမြင်တော့ဒါတွေကယုံနှန်းစကားတွေပါကွာဆိုပြီးကြောက်စာတန်းကိုခြေထောက်နဲ့ပိတ်ကန်နဲ့ချက်ချင်းပဲတောအုပ်တစ်ခုလုံးငှဲ့တန်တွေတားရဲတန်တွေတိတ်ဆိတ်ပြီးလေတွေကအိတ်ခဲသွားတယ်သူတို့တောင်ပေါ်ကနေပြန်ဆင်းလာတဲ့အခါတောင်ကြီးမှာရှိတဲ့တဲအိမ်လေးတစ်လုံးထဲကအသက်80ကျော်အရွယ်ဘွားတို့တယောက်ကသူတို့ကိုတားတယ်သားတို့ရေတခုခုမှားယွင်းမိပြီးထင်တယ်ဒီညတော့ရွာထဲဝင်ကြပါနဲ့ကြောင်းတိုက်မှာပဲအိတ်ကြပါလို့တောင်းပန်တယ်ဒါပေမဲ့ကိုဝင်းတို့အဖွဲ့ကမယုံကြည်ပဲရွာအပြင်ကိုတဲခုကန်းစီပြန်သွားကြတယ်ညတကောင်ကျော်ချိန်ကိုဝင်းအိမ်မက်ထဲမှာကြောက်စာတိုင်းကိုကံမိတဲ့ပုံစံတိုင်းသူကိုယ်တိုင်ပြန်ရောက်နေတယ်ဒါပေမဲ့ဒီတခါတော့ကြောက်စာတိုင်းတွေကလူပုံတရံအရေးကြီးတစ်ခုထွက်လာတယ်အဲ့ဒီရိတ်ကမင်းတို့ငါရဲ့တည်ငြိမ်မှုကိုဖျက်ဆီးခဲ့ပြီးမနဲ့မလင်းခင်ငါနေရာကိုလာပြန်ပြီးတောင်းပန်မှဖြစ်မယ်လို့အတန်ကိုကြားလိုက်ရတယ်ကိုဝင်းလက်နိုးလာတော့သူ့ဘေးကတငယ်ချင်းတွေလည်းအကုန်လုံးအိမ်မဆိုးမဲ့ပြီးလက်နိုးကြည့်ကြတယ်သူတို့တဲခုကန်ပရင်ဘောက်ကနေအပြင်ကိုကြည့်လိုက်တဲ့အခါတောင်ပေါ်ကမီးတောက်တွေတောက်လောင်နေတာကိုမြင်ရတယ်အဲ့ဒီမီးတောက်တွေကတဖြည်းဖြည်းနဲ့သူတို့တဲခုကန်စီကိုဥတီလာနေကြတယ်သူတို့အကုန်လုံးထွက်ပြေးဖို့ကြိုးစားပြီးမဲ့လေတဲခုကန်တကားတွေကအပြင်ကနေပိတ်ထားသလိုဖွင့်လို့မရတော့ဘူးသူတို့အဖွဲ့ကတယောက်ဖြစ်တဲ့မိုးမိုးကတော့ကြောက်လန့်ပြီးသတိမေ့သွားတယ်ကိုဝင်းလဲဘာလို့ရမှန်းမသိပဲအဖွားကိုပြောတဲ့စကားကိုသတိရပြီးကြောက်စာတိုင်းကိုကန်မိတဲ့ချက်တော့ကိုပြန်တွေးနေမိတယ်သူတို့မီးတောက်တွေရောက်မလာခင်မှာပဲတဲခုကန်နဲ့ကဇက်ပွဲပေါ်မှာရှိတဲ့ရေခွက်တစ်ခွက်ကိုယူပြီးသူ့ချက်တော့ကိုရေနဲ့လောင်းကတောင်းပန်စကားဆိုလိုက်တယ်ကျွန်တော်မသိနားမလဲပဲပြုမိတဲ့အတွက်ခွင့်လွှတ်တော်မူပါလို့အကြိမ်ကြိမ်အော်ပြောလိုက်တဲ့အခါတကားတွေကအလိုလိုပွင့်သွားပြီးမီးတောက်တွေလည်းပျောက်ကွယ်သွားခဲ့တယ်မနဲ့လင်းတဲ့အခါသူတို့အဖွဲ့ဟာတဲခုကန်ရဲ့အပြင်ဘက်မှာမြက်ခင်းပြင်မှာရောက်နေကြတယ်သူတို့ရဲ့အဝတ်စားတွေဟာမီးလောင်ထားသလိုအစွန်းထွင်းတွေဖြစ်နေပြီးကိုဝင်းရဲ့ခြေထောက်မှာတော့အမဲရောင်လက်ရာကြီးတစ်ခုထင်ကျန်နေခဲ့တယ်အဲ့ဒီနေ့ကစပြီးကိုဝင်းတို့အဖွဲ့ဟာပရလောကကိုလုံးဝယုံကြည်သွားပြီးအဲ့ဒီကြောက်စာတိုင်းရှိတဲ့နေရာကိုတစ်နှစ်တစ်ခါပန်းကုန်းနေနဲ့သွားရောက်ပြီးမှကြောကြတယ်တဲ့နားထောင်နေတဲ့သူတွေအနေနဲ့လည်းနောက်တစ်ခါကြာရင်ဒီတဲ့ကောင်းတဲ့ဇာတ်လမ်းလေးတွေဖတ်ပြမယ်နော်ကိုယ်တိုင်ကြုံမှုတဲ့အဖြစ်အပျက်တွေရှိရင်လည်း comment မှန်ပေးခဲ့ကြအောင်နော်အားလုံး good night ပါ